ဟုတ်ကဲ့ဒီနေ့တော့ဒီ comment လေးတစ်ခုကိုကျွန်တော်စာပြန်ပေးมาဖြစ်ပါတယ်ဟုတ်ကဲ့သူမေးထားတာကကျွန်တော်တို့မြန်မာငွေ30ဆိုရင်ထိုင်းဘတ်ငွေဘယ်လောက်ရမလဲတစ်ချက်လောက်ပြန်တွက်ကြည့်ပေးပါနော်โอเคဒါဆိုရင်ကျွန်တော်တို့အတူတူတွားပြီးတော့တွက်ကြည့်ကြရအောင်မြန်မာငွေ30ကို985ဘတ်နဲ့တွက်မယ်ဆိုရင်ဘတ်ငွေဘယ်လောက်ကျမလဲဆိုတာကိုအတူတူတွားပြီးတော့ကြည့်ကြရအောင်ဒါဆိုရင်ကျွန်တော်တို့ကဏ္ဍပေါင်းဆက်တဲ့ကိုတွားမယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး985ဘတ်ကိုရင်နှိုက်ပြီးကြလို့ရှိရင်ကျွန်တော်တို့အမြောက်ခံမယ်အဲ့ဒါပြီးလို့ရှိရင်30ဆိုတော့ကျွန်တော်တို့30ထည့်မယ်ဒါဆိုရင်မြန်မာငွေ30ကိုဆိုရင်ထိုင်းဘတ်ငွေ23,550ဘတ်ဖြစ်ပါတယ်မြန်မာငွေ30ဆိုရင်ထိုင်းဘတ်ငွေ23,550ဘတ်ဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးငွေတွက်နီးနဲ့ပတ်သက်ပြီးကိုသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်ရဲ့ဗီဒီယိုတိုင်းရဲ့ comment အောက်မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်ဆောင်ကြရအောင်